သက်20အရွယ်ဝမ်ဟန်တင်ဟာဆင်းရဲတဲ့ရပ်ကွက်တစ်ခုမှာနေထိုင်ပေမဲ့နာမည်ကျော်ကြားတဲ့မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် MIT မှာအလုပ်လုပ်နေသူပါ။ဒါပေမဲ့သူကတက္ကသိုလ်ခန်းမတွေကိုတန်းရှင်းလုပ်တဲ့တာမန်ဝန်ထမ်းတစ်ယောက်သာဖြစ်ပါတယ်။ဒီနေ့မှာတော့ဈေးညတစ်ခုကိုတန်းရှင်းလုပ်နေရင်သူဟာတင်မောပေါ်မှာရေးထားတဲ့ချိုးပြခက်ခဲလာတဲ့တင်ရှာပြဿနာတစ်ခုကိုသတိထားမိလိုက်ပါတယ်။ဒါဟာဒေသခံပမောက္ခဂျန်နယ်လန်ဘိုကရေးထားတာပါ။ပမောက္ခကဒီတီရန်ကိုဒီကြောင်းပေးရမတိုင်ခင်အဖြေရှာနိုင်သူကိုတက္ကသိုလ်ချန်နယ်မှာထုတ်ဝေပေးမဲ့အပြင်သူ့ရဲ့လေးစားမှုကိုပါပေးရမယ်လို့ကတိပြုခဲ့ပါအဖြေရှာနိုင်သူဟာကျွန်တော်ရဲ့မျက်နှာသာကိုရရှိမှာဖြစ်တယ်လို့ဒီအောင်မြင်မှုကိုမှတ်တမ်းတင်ပြီးနာမည်ကျော် MIT နည်းပညာချန်နယ်မှာဖော်ပြခံရခြင်းအပြင်ဂုဏ်သတင်းကြော်စောပြီးချမ်းသာကြွယ်ဝလာပါလိမ့်မယ်လို့လည်းသူကပြောထားပါတယ်စိတ်ဝင်စားသူတိုင်းတင်မုံစီရောက်လာပြီးအဖြေကိုရေးချနိုင်ပါတယ်ဝဲဟာဒီပြဿနာကိုအလွန်စိတ်ဝင်စားသွားပြီးတနေ့ကုန်တွေးတော့နေမိပါတယ်ဒီပြဿနာကိုဖြေရှင်းနိုင်ရင်နောက်တစ်ချိန်မှာအင်္ဂါကျူကိုတောင်ပြန်တတ်နိုင်ပြီးအာလူစိုက်ပျိုးနိုင်မယ်လို့သူကစိတ်ကူးရင်နေခဲ့တာပါအဲ့ဒီညနေဘာတစ်ခုမှသူ့တငယ်ချင်းကိုထားခဲ့ပြီးသူ့ရဲ့တဲ့အိမ်လေးစီအပြေးလွှာပြန်သွားခါတညာလုံးတီတီရန်ကိုဖြေရှင်းဖို့ကြိုးစားပါတော့တယ်ဒီမှာတော့သူဟာတင်မောအစာမှားယွင်းတဲ့အဖြစ်တွေကိုအစီအမီဖြတ်နိုင်ဖို့ရေချိုးခမ်းမကိုအသုံးပြုခဲ့ပါတယ်ခဏအကြာမှာပဲသူအောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပါတယ်ကျောင်းပိတ်ရက်မှာသူအလုပ်ကိုရောက်လာပြီးကျမ်းပြင်တိုင်းရင်းနဲ့မှန်ကန်တဲ့အဖြေကိုတင်မုံပေါ်မှာရေးချလိုက်ပါတယ်။ရန်နိုင်ငံကြတော့ပမောက္ခဟာတင်မုံပေါ်ကအမည်မသိအဖြေတစ်ခုကိုတွေးကြည့်လိုက်ပါတယ်။သူဟာကျောင်းသားတွေကတရားကဒီလိုခက်ခဲတဲ့ဒီယိုရန်ကိုလင်းမြန်စွာဖြေရှင်းနိုင်တာကိုမယုံနိုင်တော့အောင်ဖြစ်သွားပြီးဒီပါရမီရှင်ဟာဘယ်သူလဲဆိုတာသူသိချင်နေပါတယ်။အဲ့ဒီညနေမှာတော့ဝဲဟာတန်ငယ်ချင်းတွေနဲ့အတူအပြင်ထွက်နေတော့လို့စုတစ်ခုဘေးကဖြတ်သွားရင်ငယ်ဘွားကသူ့ကိုအနိုင်ကျင့်ခဲ့တဲ့ကောင်းဦးကကောင်းမလေးတစ်ယောက်ကိုစော်ကားတာကိုမြင်လိုက်ရပါတယ်။ဝဲကဘာကူမှမစင်သားပဲကားရပြီးဆင်းသွားကထိုလူကိုမျက်နှာကိုတက်တက်ထိုးချလိုက်ရမှာအုပ်စုနှစ်ခုကြားခိုက်ရန်ဖြစ်ပွားပါတော့တယ်။ရဲတွေရောက်လာတဲ့အခါဝဲဟာအဖမ်းခံလိုက်ရပါတယ်။နောက်တစ်နေ့မနေ့မှာတော့ပမောက္ခလန်ဘူဟာလူအများပြားကိုစာတင်ပို့ချနေရင်လှုပ်ဝက်ဆန်းကျဲတဲ့တင်ရှားပညာရှင်ရဲ့အကြောင်းကိုစုံစမ်းပေမဲ့ဘယ်သူမှမဖြေပါဘူး။ဒါကြောင့်ပမောက္ခကသူနဲ့လှုပ်ဖို့ကိုင်းပိုင်းနဲ့တွေ့နှစ်ကျော်ကြာဖြေရှင်းမှုကြိုးစားခဲ့ရတဲ့ပိုးပြီးတောင်ခက်ခဲတဲ့ပြဿနာတစ်ခုကိုကျောင်းသားတွေကိုပြေးလိုက်ပါတယ်။ဒီချိန်ထဲမှာဝဲကစကန်ကနေထွက်လာပြီးသူ့မှာတရားရုံးချင်းရှိတယ်လို့သိလိုက်ရပါတယ်။ညနေရောက်တော့သူအလုပ်စင်းချိန်မှာတင်မုံဘော်ကရွေးချင်းတဲ့ပြဿနာတစ်ခုတွေ့ပြီးဖြေရှင်းနေတော့ပမောက္ခကသူ့ကိုဖြစ်စည်းသူအဖြစ်မှားရုံထွင်မြင်ကလိုက်ဖမ်းမှုကြိုးစားပေမဲ့ဝဲကအလင်းမြန်စွာပျောက်ကွယ်သွားခဲ့ပါတယ်။ထို့နောက်ပမောက္ခကတင်မုံစီပြန်လာပြီးမှန်ကန်တဲ့အဖြစ်ထပ်ပြီးရေးထားတာကိုသိလိုက်ရပြီးအံ့ဩသွားပါတယ်။အဲ့ဒီညနေအလုပ်စင်းပြီးနောက်ဝဲဟာသူအလုပ်ထုတ်ခံရပြီလို့တန်ခင်းချင်းတွေကိုပြောပြခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ပမောက္ခလန်ဘိုကပါရမီရှင်ကိုရှာဖို့တန်ရှင်းရုံးခန်းစီကိုတွားခဲ့ရဝဲဟာတရားရုံးကချက်မှတ်ထားတဲ့ပြည်သူ့ဝန်ဆောင်မှုအလုပ်တို့ကနေကြောင်းသိလိုက်ရပါတယ်ဝဲရဲ့တရားရုံးချိန်မှာတော့ပမောက္ခဟာဥပဒေနဲ့လူမှုဗေဒဆိုင်ရာအသိပညာတွေနဲ့သူ့ကိုယ်သူခုခံပြောဆိုနေတဲ့ဝဲကိုတွေ့လိုက်ရပါတယ်ဝဲကခုခံမှုအကောင်းဆုံးကြိုးစားခဲ့ပေမဲ့ပြစ်မှုများပြားကြောင့်ထောင်ချခဲ့ရပါတယ်အချိန်နှဲငယ်ကြတော့ပမောက္ခလန်ဘိုကဝဲစီရောက်လာပြီးတရားသူကြီးကသူ့ကိုလှုပ်ပေးဖို့သဘောတူလိုက်ကြောင်းအကြောင်းကြားပါတယ်ဒါပေမဲ့အချိန်နှစ်ခုတော့ရှိပါတယ်ပထမအချက်ကဝဲဟာပမောက္ခနဲ့အပတ်တိုင်းတွေ့ဆုံပြီးအစစ်မြင့်တင်ကြကိုလေ့လာရမှာဖြစ်ပြီးဒုတိယအချက်ကတော့သူ့ရဲ့ရာဇဝင်ဆန်းတဲ့စိတ်နေသဘောထားတွေကိုကုသဖို့အတွက်တစ်ပတ်ကိုတစ်ချိန်ကုလုံးပညာရှင်တွေနဲ့တွေ့ဆုံရမှာဖြစ်ပါတယ်။ဝဲကကုထုံးမလိုဘူးလို့ယုံကြည်နေပေမဲ့သူလွတ်လပ်ခွင့်အတွက်ဒီသဘောတူညီချက်ကိုလက်ခံလိုက်ပါတယ်။ဝဲဟာပမောက္ခနဲ့တွေ့ဆုံချိန်မှာပြဿနာတွေကိုလွယ်ကူစွာဖြေရှင်းနိုင်ခဲ့ပေမဲ့ကုထုံးကတော့ချောမွေ့နေတာမဟုတ်ပါဘူး။ဝဲကလမ်ဘိုကိုစီစဉ်ပေးတဲ့စိတ်ပြန်ရှင်အားလုံးကိုသူ့ပါရမီနဲ့လောင်ပြောင်ဖယ်ရှားခဲ့ပါတယ်။လမ်ဘိုစိတ်ရွက်လူနေပါဖြစ်သွားတဲ့အခါသူဟာအဆောင်နေတငယ်ချင်းအောင်တောင်မခွန်ရကိုသတိရသွားပြီးဝဲကိုကူညီပေးဖို့စီယုံခဲ့ပါတယ်။ပထမအကြိမ်တွေ့ဆုံချိန်မှာဝဲကချောင်းရဲ့ဇနီးအကြောင်းထုတ်ပြောတဲ့အခါမှသာချောင်းထောထွက်သွားခဲ့ပါတယ်။ဒုတိယမြောက်တွေ့ဆုံမှုမှာချောင်းကပန်းညခုံတန်းလမ်းမှာတွေ့ဆုံပြီးဝဲကိုပြန်လည်ရင်ဆိုင်ခဲ့ပါတယ်။ဝဲဟာစာအုပ်တွေကအသိပညာတွေနဲ့သာပြည့်စုံနေပြီးစစ်မှန်တဲ့ဘဝစစ်မှန်တဲ့နေနာကျင်မှုစစ်မှန်တဲ့အရှိကိုဘယ်တော့မှမခံစားဘူးသေးတဲ့ကလေးငယ်တယောက်ဖြစ်ကြောင်းပုံမှန်လင်းပြောပြခဲ့ပါတယ်။အဲ့ဒီနောက်မှသာဝဲဟာချောင်းရဲစကားတွေကိုစတင်နားထောင်ခဲ့ပါတယ်။သူတို့ရဲ့ဆက်ဆံရေးတိုးတက်လာတဲ့အခါဝဲဟာဘားကနေတွေ့ခဲ့တဲ့ Skylar နဲ့ချိန်တွေ့ခဲ့ပါတယ်။ဝဲဟာမိဘမဖြစ်ကြောင်းကို Skylar ကိုမပြောဘဲအကို12ယောက်ရှိရဆိုတဲ့စိတ်ကူးရင်ဇလန်းကိုဖန်တီးခဲ့ပါတယ်။သူတို့နှစ်ဦးချင်းလာချိန်မှာ Skylar ကသူမနဲ့အတူကယ်လီဖိုးနီးယားကိုလိုက်ခဲ့ဖို့ဝဲကိုတောင်းဆိုခဲ့ပေမဲ့ဝဲကသူ့ဆင်းရဲတဲ့ဘဝကြောင့်သူမဟာသူ့ကိုဆွန့်လွတ်သွားလိမ့်မယ်လို့ထင်ပြီးဒေါသပေါက်ကွဲကညှင်းဆိုခဲ့ပါတယ်။သူမကအချစ်အကြောင်းဝန်ခံပေမဲ့ဝဲကမင်းကိုငါမရှိဘူးလို့ပြန်ပြောပြီးစိတ်ကံမှုတွေကိုပေးဆိုလိုက်ပါတယ်။ဝဲဟာပမောက္ခလန်ဘိုရဲ့အကြံပေးမှုတွေကိုလည်းပုံကန်ပြီး NSA ရဲ့ကန့်လန့်ချက်ကိုညှင်းဆိုခဲ့ပါတယ်။သူ့ဘဝမှာဘာလို့ကျင်တယ်လဲဆိုတာကိုထဲလိုအဖြေပေးနိုင်တဲ့ဝဲကိုချောင်းကသူ့ရုံးခန်းကနေနှင်ထုတ်ခဲ့ပါတယ်။ရှင်နေကုန်လုံးသားပြီးဝဲရဲ့နှလုံးသားပိတ်ဆို့ထားမှုကြောင့်စကိုင်းလာဟာနောက်ဆုံးတော့ကယ်လီဖိုးနီးယားကိုထွက်ခွာသွားခဲ့ပါတယ်။ဝဲကတော့ဘော့စတွန်မှာသူ့တငယ်ချင်းချက်နဲ့အတူဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရင်းကျန်နေခဲ့ပါတယ်။ချက်ကဝဲကိုသူ့ပါရမီကိုလွှင့်ပစ်နေတဲ့အတွက်ပုံမှန်လင်းလင်းဝေဖန်ပြောဆိုခဲ့ပြီးနေတိုင်းဝဲ
ဒီတွင်းတဲ့ကြီးတွေကနေထွက်သွားတာကိုအိမ်မက်မနေခဲ့ရကြောင်းဝန်ခံခဲ့ပါတယ်ဒီချိန်ထဲမှာပဲလမ်ဘိုနဲ့ချောင်းလုံးကြားမှာလည်းဝဲရဲ့အနာဂတ်အတွက်ပြည်နိုင်တဲ့ညှဉ်းပန်းမှုဖြစ်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့ချောင်းကလမ်ဘိုနဲ့သူ့ရဲ့ရှေ့လျားတဲ့တမိုင်းချောင်းကိုရှင်းပြခဲ့ပြီးဝဲရဲ့နောက်ကသမိုင်းဟာချောင်းနဲ့စင်လူချောင်းကိုဖော်ထုတ်ခဲ့ပါတယ်ချောင်းကသူ့အပေါ်ဖြစ်ပျက်ခဲ့တဲ့အရာတွေအတွက်ဝဲမှာတာဝန်မရှိကြောင်းထပ်ကတည်းကပြောခဲ့ရာဝဲဟာပထမတော့ကြောအောင်ကိုကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့နိုင်ကျင်မှုတွေကိုပောက်ကွဲထွက်စေခဲ့ပြီးစိတ်ခံစားမှုတွေဖြေလျှော့နိုင်ခဲ့ပါတယ်မကြခင်မှာပဲဝဲဟာချောင်းနဲ့သူ့ရဲ့နောက်ဆုံးတွေ့ဆုံမှုစီရောက်လာခဲ့ပြီးပမောက္ခအကြံပြုထားတဲ့ကွန်မြူနတီတစ်ခုမှာအလုပ်လုပ်ဖို့ဆုံးဖြတ်လိုက်ကြောင်းပြောပြပါတယ်။အောင်ကဝဲအတွက်သူ့ဖုန်းနံပါတ်ကိုထားခဲ့ပြီးခီးထွက်ဖို့စီစဉ်လိုက်ပါတယ်။အဲဒီညနေဝဲရဲ့မွေးနေ့မှာသူ့တငယ်ချင်းတွေကအသုံးပြုပြီးသားအစိပ်ပိုင်းတွေနဲ့ဒီတောက်ထားတဲ့ကားတစ်စီးကိုသူ့ကိုလက်ဆောင်ပေးခဲ့ပါတယ်။လမ်ဘိုနဲ့ချောင်းတို့ရှယ်ချင်းနောက်မှန်ကြပြီးဘာတစ်ခုမှအတူသွားတော့ခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲချက်ကဝဲရဲ့အိတ်ရှိကိုရောက်လာခဲ့ပြီးသူ့တငယ်ချင်းပြောက်ွယ်နေတာကိုတွေ့လိုက်ရပါတယ်။ချက်ဟာသူ့ရဲ့အိမ်မဟောင်းတွေအတိုင်းစိတ်လှုပ်ရှားဝမ်းသာခဲ့ပါတယ်။ဝဲဟာစားလိုက်ပုံးထဲမှာအချောင်းအတွက်စားတစ်စောင်းချထားခဲ့ပါတယ်။စားထဲမှာသူဟာကုမ္ပဏီကအလုပ်ကိုထွက်လိုက်ပြီးစကိုင်းလာနဲ့အတူရှိနေဖို့ကယ်လီဖိုးနီးယားကိုထွက်သွားကြောင်းသိလိုက်ရပါတယ်။ဝဲဟာစားထဲမှာသူ့ရဲ့အနာဂတ်ဇနီးနဲ့တွေ့ဆုံမှုဘေ့ဘောဘဲကိုမတော်ခဲ့ကြောင်းတငယ်ချင်းတွေကိုပြောပြတဲ့အခါချောင်းအသုံးပြုခဲ့တဲ့စကားလုံးအတိုင်းအသုံးပြုထားပါတယ်။ဇလန်းလေးကိုစောင့်ကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်